Hello Darwin Soup page မှာပြန်လည်ကြိုဆိုလိုက်ပါရနော်အခု reading ကကြတော့ဒီမြန်မာနှစ်တစ်ကိုပြီးနောက်ပိုင်းပေါ့နော်ကန်ချင်းကြီးဘယ်လိုလေးတွေပြောင်းလဲနိုင်မလဲဆိုရဲအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ pick up ပိုင်း reading လေးလုပ်ပေးတော့မှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့အရင်ဆုံး file 1လေးကိုအရင်စပြီးတော့ပြောပြတော့မှာဖြစ်ပါတယ်ရှင်အခုဒီကပ်ကိုရွေးထားတဲ့သူတွေရဲ့ပေါ့နော်ဒီနှစ်တစ်ကိုနောက်ပိုင်းကန်ချင်းကြီးလေးရကြတော့လေအထူးသဖြင့်အခြေရင်းနဲ့လူမှုရေးပိုင်းမှာပို့ပြီးတော့ဒီကန်လေးတွေတက်တယ်ဆိုတဲ့အခြေအနေလေးကိုတော့မြင်ရတယ်ပေါ့နော်ပို့ပြီးတော့စမ်းနေပွင့်မယ်လူချစ်လူခင်လည်းပို့ပြီးတော့ပေါ်လာနိုင်တယ်ဆိုတဲ့အခြေအနေတွေမှာတော့ရှိပါလိမ့်မယ်ပြီးတော့အချိန်နဲ့ပတ်သက်ပြီးတော့ကိုယ်သဘောကျနေတဲ့သူစီကနေပြီးတော့လည်းပြန်ပြီးတော့ attention ပြန်ရနိုင်တယ်စိတ်ဝင်စားတာမျိုးလေးလည်းကြုံရနိုင်တယ်ဆိုတဲ့အခြေအနေလေးလည်းတွေ့ရရင်ပြီးတော့ HD ပြန်လာနိုင်တယ်ပြီးတော့အချိန်နဲ့ပတ်သက်ပြီးတော့ကန်အတက်တင်းမှာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဖြစ်ချင်တဲ့ဆန္ဒမဟုတ်ရင်တော့မှစိတ်တိုင်းကြရတဲ့အနေအထားမျိုးထီတော့ဖြစ်နိုင်မယ့်အလားအလာလေးကိုတော့တစ်ချက်တွေ့မိရေပေါ့နော်နောက်တစ်ခုအနေနဲ့ကိုလှုပ်ဆောင်ရမယ့်အလုပ်တွေကနည်းနည်းတော့များပြီးတော့တယောက်တည်းဗျာများနေမဲ့နှစ်ပိုင်းခြားလေးတော့ဖြစ်လိမ့်မယ်လို့တော့တစ်ချက်တွေ့ရပေါ့နော်ပြီးတော့ဒီတချို့အခက်အခဲတွေကိုကိုကရုန်းကန်နေနေပဲကိုယ့်ရဲ့ဘဝအခြေအနေလှပဖို့အတွက်တစားစီရမယ်နှစ်လို့လည်းပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကိုကဒီနှစ်ပိုင်းခြားအတွင်းမှာအပျော်ပါးတွေကိုတာမန်ထပ်ပို့ပြီးတော့မလာနိုင်နေဆိုတဲ့အနေအထားမျိုးလည်းတစ်ချက်တွေ့ရတယ်။နောက်တစ်ခုအနေနဲ့ကိုမမျော်လင့်ထားတဲ့ဖြည့်ရှင်းရမယ့်ကိစ္စတွေကတာမန်ထပ်ပို့ပြီးတော့များနေတတ်တယ်ပေါ့နော်။ဒါကတော့ကိုဘဝအတက်အကျပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားနိုင်တဲ့အခြေအနေလေးကိုတော့တစ်ချက်တွေ့ရတယ်။ပြီးတော့ဒီဘဝထဲမှာပေါ့နော်လူပေါင်းစုံကတော့ဝင်လာနိုင်တယ်ပြဿနာပေါင်းစုံတွေကြုံရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလူငွေပိုင်းနဲ့ပတ်သက်ပြီးတော့လူကောင်းလူစုတေးချာလေးချက်ကင်ဝင်ပြီးတော့မှပေါင်းတင်တယ်လို့တော့တစ်ချက်တွေးမိရပေါ့နော်နောက်တစ်ခုအနေနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုကငွေနောက်ကိုလိုက်လေကိုကမိလေပြီးရင်သူကထွက်ပြေးလေနဲ့ကိုကတန်တရားလေးနေမယ်ဆိုတဲ့အနေထားမျိုးတွေ့ရတယ်ငွေကဝင်လိုက်ထွက်လိုက်အတက်ကြညင်လိုက်ကြလိုက်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိမယ်လို့တော့တစ်ချက်မြင်မိရပေါ့နော်ဒါကတော့ဖိုင်ဝမ်ကိုအရင်ဖတ်ပြပေးသွားတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ဖိုင်ထိုးလေးပေါ့နော်ဒီမြန်မာနှစ်တစ်ကိုပြီးနောက်ပိုင်းမှာကိုယ့်ရဲ့ကန်လေးရကြတော့လေအကြနေပြီးတော့မှအတက်ကိုပြုံးဆိုင်ထိုးတက်သွားမယ်ဆိုရဲကန်ချင်းလေးကိုတော့တစ်ချက်တွေ့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့တတိထားမယ့်အချက်ကကြတော့ကိုယ်အစိုးမြင်နေသူတွေ negative သမားတွေတော်တော်များများရှိနေတတ်တယ်လို့တော့မြင်ရတယ်ပြီးတော့လို့မကောင်းတဲ့မကောင်းမြင်နေတဲ့သူတွေရှိသလိုကိုယ်ကိုနှစ်သက်ပြီးတော့သဘောကျနေတဲ့သူတွေလည်းရှိရလို့တော့တစ်ချက်တွေ့ရတယ်လူအနည်းစုရက်ဝန်းလေးပေါ့နော်positive ရက်ဝန်းရှိရ negative ရက်ဝန်းရှိရပေါ့နော်အဲ့လိုမျိုးရက်ဝန်းနေမှာဆိုလို့ရှိရင်တော့ကိုယ်က negative ရက်ဝန်းတွေကိုပယ်ပြီးတော့မှကိုယ့်အတွက်အကျိုးရှိစေမယ့်သူတွေနဲ့ပို့ပြီးတော့ပေါင်းတာပို့ပြီးအဆင်ပြေမယ်လို့တော့တစ်ချက်တွေ့ရတယ်ပေါ့နော်ဒီတော့တွင်မှာရွှေငွေဥစ္စာပစ္စည်းအင်္ဂါအစရှိတဲ့ဖြစ်ပေါ့နော်ကိုကအဲ့လိုစုဆောင်းမှုလုပ်တတ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အကျိုးပေးမယ့်ကာလဖြစ်တယ်ဥစ္စာပစ္စည်းစုဆောင်းမယ်ဆိုလို့ရှိရင်တော့ဒီနှစ်အပိုင်းခြားအတွင်းမှာပေါ့နော်ဒီမြန်မာနှစ်တစ်ကိုနောက်နှစ်မတိုင်ခင်မှာပို့ပြီးတိုးပွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကိုကပို့ပြီးတော့ဘာသာရေးတွေလုပ်မယ်ဆိုလို့ရှိရင်တော့ကိုဘာသာရေးလုပ်လေးပို့ပြီးတော့ကိုယ့်ရဲ့ကန်တက်လေးဆိုတဲ့အနေထားမျိုးပေါ့နော်အဲ့လိုမျိုးလေးတော့တစ်ချက်တွေ့ရပြီးတော့ငွေကြီးကန်ဒီအပိုင်းခြားတွေမှာကန်ကောင်းနိုင်တယ်လို့တော့တွေ့ရပြီးတော့အချိန်မှဆိုလို့ရှိရင်လည်းကိုယ့်ပေါ်ကိုတက်တက်လှုပ်ချစ်ပေးမဲ့သူတွေပါပေါ်လာတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာစိတ်တိုင်းမကြရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ဆုံးဖြတ်ရမယ့်အခြေအနေလေးနဲ့နည်းကြုံရတတ်တယ်ပေါ့နော်ကိုကချစ်တာတစ်ခုတယောက်ချစ်လာတာတယောက်အဲ့လိုမျိုးလေးတွေတော့ကြုံရနိုင်နေဆိုတဲ့အခြေအနေမျိုးတော့တစ်ချက်တွေ့ရတယ်အခုဒီဖိုင်းကိုရွေးချယ်ထားတဲ့သူတွေအတွက်ကကြတော့လေအချိန်ကာလအပိုင်းခြားတစ်ခုမှာကိုကအစင်းနဲ့မြင့်နေရမြင့်နဲ့လုံးဝအဆင်ပြေနိုင်တဲ့တက်တောင့်တရှိနေရတစ်ခုရောက်နိုင်တဲ့သူတွေကိုတော့တစ်ချက်တွေ့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ဒီကာလအပိုင်းခြားရမှာဆိုလို့ရှိရင်မမျော်လင့်ပဲနေပေါ့နော်ကန်ကောင်းပြီးတော့မှအချီတွေပေါ့နော်ကိစ္စတွေဘယ်ကိစ္စမှဆိုငွေကြေးပဲဖြစ်ဖြစ်အချီပဲဖြစ်အဲ့လိုအချီတွေရနိုင်နေဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ကန်ကောင်းကြီးကအလုံးရင်းနဲ့ဝင်လာနိုင်နေဆိုတဲ့အခြေအနေမျိုးပေါ့နော်အဲ့လိုမျိုးတော့တစ်ချက်တွေ့ပါတယ်ရှင်ဒါလေးကကျတော့ pick up by reading လေးဖြစ်ပါတယ်เนาะJanuary hobby ထားဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းရဲ့ energy mass ဖြစ်ချင်မှလည်းဖြစ်ပါလိမ့်မယ်ရှင်အခုဗီဒီယိုဆုံးအောင်နားထောင်ပေးရတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်เนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဗီဒီယိုလေးကို like and comment share
စင်ပီယာလေးတစ်ခုလောက်တော့ပြပါရှင်အားလုံးကျေးဇူးတင်ပါတယ်နော်